Resident Evil 9ကိုကျွန်တော်တို့စပြီးတော့မြင်ရပါပြီResident Evil 9ကို2026ထဲမှာလာမယ်ဒီနောက်ပြီးတော့ဒီ2025ရဲ့ Summer Time Fest မှာပဲသူတို့တွေပြမယ်ဆိုပြီးတော့ပြောထားတာအခုတကယ်လည်းပြသွားတယ် Resident Evil 9ရဲ့ Reveal Trailer Reveal Trailer ဆိုပေမဲ့လည်းသူကထွက်မဲ့ release date ကတော့လုံးဝ solid ပဲ February 27 2026ကျွန်တော်တို့နောက်နှစ် February 29ရက်နေ့မှာထွက်မယ် Resident Evil 9မှာဘာတွေအသစ်ပါလာမလဲဆိုတော့protagonist ကအကုန်လုံးထင်ထားတဲ့ Leon တို့ Chris ဖြစ်မယ်တို့ဘာဖြစ်တယ်တို့ညာဖြစ်တယ်တို့မဟုတ်ဘဲနဲ့ Grace Ashcroft ဆိုတဲ့ကောင်မလေးဖြစ်နေပါတယ်။ကျွန်တော် Raccoon City ထဲကိုပြန်သွားကြမယ်။ Raccoon City ထဲမှာဒီ monster အသစ်တွေကိုလည်းကျွန်တော်တို့ထပ်ပြီးတော့မြင်အောင်မယ် trailer မှာမြင်ရတဲ့လောက်ကတော့ဒါပေမဲ့ကျွန်တော်တို့ gameplay တွေဘာမတွေ့ရသေးဘူး main protagonist ကဒီကောင်မလေးတယောက်တည်းမဟုတ်တော့ဘူးသူတို့ပြောထားတဲ့ပုံစံအရာဆိုရင်တော့တေချာပေါက် Leon ပါအောင်မယ်game ထဲမှာပြောရတဲ့ trailer ထဲမှာပြောရတဲ့စကားအရာလဲဒီကောင်မလေးက Leon ကိုသွား join အောင်မယ် Capcom ရဲ့ထုံးစံတိုင်းပဲ Resident Evil တွေကိုသူ RE engine မဲ့သုံးထားမယ်လို့တော့ထင်ပါတယ်ဒီလောလောဆယ် review trailer မှာမြင်ရတဲ့လောက်ကတော့တော်တော်လေး horror ဖြစ်တဲ့ thrilling ဖြစ်တဲ့ကျွန်တော်တို့ပေးပတ်ဝင်ခြင်းတွေကိုမြင်ရတယ် monster တွေကလည်းတော်တော်လေးကြမ်းမယ်ဆိုတဲ့အလားအလာမှရှိတယ် first person ဖြစ်မလား third person ဖြစ်မလားတော့မသိရသေးဘူးကျွန်တော်စိတ်ထဲမှာ third person ပဲသူတို့ထုတ်ပေးဖို့များတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့တောက်လျှောက်ဒီ i4 remake ကောဒီ2-3 remake တွေရောနောက်ဆုံးရုပ်ဝါဆုံး RE8 village ကိုတော့မှသူတို့ Go Edition မှာ third person မှုသူတို့ထပ်ထည့်ပေးလိုက်တာဆိုတော့ third person ဖြစ်ဖို့ပဲများတယ်puzzle တွေလက်ထပ်ပါအောင်မယ်အဲ့တော့ရှုပ်ရှက်တွေကိုခတ်နေမှာဆိုတော့တော်တော်လေးတော့စိတ်ဝင်စားစရာကောင်းနေပြီပေါ့နော်အခု main protagonist ဖြစ်တဲ့ဒီ Grace Ashcroft ဆိုတဲ့ကောင်မလေးကလည်းသစိမ်းလားဆိုတော့လုံးဝမဟုတ်ဘူးဗျဒီကျွန်တော်တို့ Resident Evil Outbreak မှာပါတဲ့ Alyssa Ashcroft ရဲ့သမီးဆိုတော့အကုန်လုံးကတော့ဆက်ဆက်နေတာပဲဘယ်လိုနေရာမှာတည်ထားမလဲတော့မသိဘူး Raccoon City ပါအောင်မယ်ဆိုတော့ Raccoon City incident ကြီးရဲ့အထဲမှာပဲဆက်ဖြစ်နေမှာလားရှေ့ကကိန်းနေတော့ဘယ်လိုချိတ်ဆက်ထားအောင်လဲတော့မသိပေမဲ့ကျွန်တော်တို့ Resident Evil main timeline မှာပျောက်နေတဲ့ရတာတခုတော့ပြန်တွေ့ရမှာပါနောက် trailer ထွက်ရင်လည်းကျွန်တော်ထပ်ပြီးပြောပြပါအောင်မယ်ကျေးဇူးပါ